အားလုံးပဲမင်္ဂလာပါ Tarot ပိုင်းခြေကကြိုဆိုပါရစေဒီနေ့လုပ်ပေးမှာကပေါ့နော်ကိုအခုဘာတွေသိဖို့လိုအပ်လဲဘာတွေကြားဖို့လိုအပ်လဲပေါ့နော် What you need to hear right now အဲ့ဒါလေးကို general reading အများအတွက်ကြည့်ပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပိုင်းလေးနှစ်ခုတွေကကိုကြိုက်တဲ့ဟာလေးကိုရွေးပြီးတော့ဆက်ကြည့်ပေးပေါ့နော်ခြေနဲ့ private reading လုပ်ချင်တယ်ဆိုရင်ဒီ TikTok ဒါမှမဟုတ်ရင် Messenger မြင်လာပြီးတော့မေးနိုင်တယ်နော် Okay အဲ့ဒါဆိုလို့ရှိရင်ဒီဖိုင်ဝမ်လေးနဲ့အရင်စမယ်ဖိုင်ဝမ်လေးတွေမင်္ဂလာပါဖိုင်ဝမ်လေးတွေကဒီအတိုက်ခိုက်ကြတဲ့ကနေပြီးတော့ကိုအောင်မြင်မှုကိုရရှိမယ်ပြီးတော့ဒီဖိုင်လေးကိုရွေးထားတဲ့သူတွေကကိုလိုချင်တဲ့အရာကိုကတိုက်ခိုက်ပြီးမှရတတ်တယ်ကွာလွယ်နဲ့မရတတ်ကြဘူးအဲ့တော့ဒီရက်ပိုင်းမှာဒီဖိုင်ဝမ်လေးတွေကတယောက်တည်းနေရတာပို့ပြီးတော့နှစ်သက်နေလိမ့်မယ်ပေါ့နော်တယောက်တည်းနေခြင်းလေးတွေဖြစ်နေလိမ့်မယ်ဒါအများအတွက်ကြည့်ပေးရဲဆိုတော့ကိုနဲ့ကြိုက်မိတဲ့ဟာလေးကိုယူပေါ့နော် intuition တွေပို့ပြီးတော့ကောင်းနေတတ်တယ်အဲ့တော့ trust your instincts အောင်မြင်မှုတွေရရှိမယ်ပြီးတော့ကိုယ်စိတ်ထဲမှာတွေးထားတဲ့အရာတွေပေါ့နော်ရှိတယ်ဆိုလို့ရှိရင် yes အဲ့လိုအဖြေတစ်ခုခု yes ပေါ့နော်ပြီးကိုယ့်ရဲ့ wish တစ်ခုခုရှိတယ်ဆန္ဒတစ်ခုခုရှိတယ်ဆိုရင်လည်းပြေဝလာလိမ့်မယ်ပြီးတော့ကိုယ်ဆောင်နေတဲ့သူပြန်လာတတ်တယ်ဒီရက်ပိုင်းမှာကိုယ့်ရဲ့ intuition ကကောင်းနေတတ်လို့ပေါ့နော်ကိုယ့်ကိုပို့ပြီးတော့ယုံကြည်ပြီးတော့ကိုယ်ဖြစ်မယ်ထင်တဲ့အရာတွေဆိုလို့ရှိရင်ဖြစ်လိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ဒီမကောင်းတဲ့ shadow side ပေါ့နော်အဲ့လိုမျိုးနဲ့ဒီနေရာရဲ့အတွက်အဲ့လိုမျိုး negative thoughts တွေတိတ်မတွေးနဲ့ပေါ့နော်ဒီကိုမထင်ထားတဲ့ကိုယ့်ရဲ့ဒီ dark side စီကိုယ့်ရဲ့ဒီအတွေးဆိုးတွေကဖြစ်ပေါ်လာတတ်လို့ပေါ့နော်အဲ့တော့ဒီဖိုင်ဝမ်လေးတွေကအရန် stress မများဘဲနဲ့ရေများများတောက်ပေါ့နော်ဒီဖိုင်ဝမ်လေးတွေကကိုယ့်အတွက်ပဲတီးသန့် reading လုပ်ချင်တယ်ဆိုလို့ရှိရင်ကြည့်ဦးဒီ TikTok ဒါမှမဟုတ်ရင် Messenger မြင်လာပြီးတော့မေးနိုင်တယ်နော်ဖိုင်ဝမ်လေးတွေကံကောင်းပါစေဖိုင်ထူးလေးတွေမင်္ဂလာပါဖိုင်ထူးလေးတွေအခုဘာကြားဖို့လိုအပ်နေလဲဆိုတော့ပေါ့နော်ဒီဖိုင်ထူးလေးတွေကညဘက်တွေစောစောအိပ်ပါပြီးတော့ကိုပို့ပြီးတော့ချစ်ပါအတိတ်ကအရာတွေကိုလက်ကိုးလုံးနိုင်အောင်ကြိုးစား it's not your fault ပြီးကိုခွင့်လွှတ်ဖို့ကြိုးစားပါပေါ့နော်ဒီဖိုင်ထူးလေးတွေရဲ့ energy ကလေတချို့တွေကပေါ့နော်အရာရာကိုလက်ကိုးလုံးနိုင်ပြီးတော့ပျော်နေတတ်တယ်လှုပ်ရှားရှိတာတွေကိုလုပ်နေတတ်တယ်ပေါ့နော်ပြီးတော့ဒီထဲမှာ risk taker တွေလည်းပါတတ်တယ်ပြီးတော့ဒီဖိုင်ထူးလေးတွေထဲမှာတချို့လူတွေပေါ့နော်ကိုယ်လိုမျိုးစောင့်ကြည့်နေတတ်တဲ့လူ2ယောက်3ယောက်လောက်ရှိနေတတ်တယ်ပေါ့နော်တချို့တွေဆိုလို့ရှိရင်အဲ့လိုမျိုးကိုယ်လာပြီးတော့ချစ်ရေးဆိုတာတွေခံတတ်တယ်ပေါ့နော်ပြီးတော့ကောင်းတဲ့သူတွေနဲ့တွေ့ရမယ်ဖူးစာဘက်တွေနဲ့လည်းတွေ့ရနိုင်တယ်ပေါ့နော်ဒီဖိုင်ထူးလေးတွေအတွက် I see a bright future ahead of you အဲ့တော့ဒီဖိုင်ထူးလေးတွေကကိုယ်နဲ့ပတ်သက်ပြီးတော့ဒီချီပြောလို့အဲ့လိုမျိုးလူတွေ့လာတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဖူးစာဘက်လားကိုယ့်ရဲ့ကောင်းမွန်တဲ့သူလားအဲ့လိုမျိုးသိချင်တယ်ဆိုလို့ရှိရင်ချီကိုဒီprivate reading လာပြီးတော့မေးလို့ရတယ်ပေါ့နော်ကိုယ့်အတွက်ပဲတည်တဲ့ reading ကြည့်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ TikTok ဒါမှမဟုတ် Messenger မြင်လာမေးလို့ရတယ်ပေါ့နော်အဲ့တော့ဖိုင်ထူးလေးတွေကံကောင်းပါစေ